ဒီလူငယ်လေးကလက်ထဲကခောက်ဆွဲ6စအနာလေးတွေကိုခါထုတ်လိုက်ရုံရှိသေးတယ်နောက်တစ်စက္ကန့်မှာတင်အဲ့ဒီအစအနာတွေကကြည်စံလိုမျိုးကားတကားကိုဖောက်ထွက်သွားပါတယ်ပြီးတော့သူကခောက်ဆွဲဟင်းခတ်မှုထုံးနဲ့လှမ်းပစ်လိုက်ပြန်ရာလူမိုက်တစ်ယောက်ဟာအဲ့ဒီထုံးနဲ့အထိုးခံလိုက်ရပြီးလေထဲမှာအကျိန်800လောက်ထိမနိုင်သိမရလဲထွက်သွားပါတော့တယ်ကားထဲကအမျိုးသမီးလေးကတော့ဒါကိုကြည့်ပြီးအံ့အားမြင်တတ်နေပေမဲ့လူမိုက်တွေကတော့အလျှော့မပေးဘဲတုတ်တွေနဲ့ဝိုင်းတိုက်ဖို့ဆက်တိုးလာကြပါတယ်ဒီလူငယ်လေးကလည်းခောက်ဆွဲစားတဲ့ခရင်လေးနဲ့ပဲပြန်ခုခံလိုက်တာတစ်ချက်တည်းနဲ့တင်လူမိုက်တစ်ယောက်ဟာမီတာ800လောက်ထိလွင့်ထွက်သွားခဲ့ပါတယ်။ကြံနေတဲ့လူမိုက်2ယောက်ကိုလည်းသူ့ရဲ့စွမ်းအားနဲ့ရေတန့်ဘူးရဲ့အပူချိန်ကို2000 degree centigrade အထိမြင့်တက်စေပြီးလှမ်းပစ်လိုက်ပါတယ်။လူမိုက်ရဲ့လက်ဟာဆူဆူရွရွအပူလောင်သွားပြီးရေတန့်ဘူးကိုတော့မကင်နိုင်တော့ပါဘူး။နောက်တစ်ခဏမှာပဲသူကလူမိုက်ရဲ့နောက်ကိုမျက်စိတမိတ်အတွင်းရောက်သွားပြီးအသာလေးပုတ်ထုတ်လိုက်တာ2မိုင်လောက်အထိလွင့်ထွက်သွားပါတော့တယ်ပြီးမှသူကဘာမှမဖြစ်သလိုအေးအေးဆေးဆေးပဲရေတန့်ဘူးကိုဖွင့်ပြီးခောက်ဆွဲဆက်ဖြုံနေပါတယ်ချောင်းမြောင်းတိုက်ခိုက်ဖို့ကြိုးစားတဲ့နောက်ဆုံးလူမိုက်လည်းလူငယ်လေးစီကထွက်လာတဲ့စွမ်းရည်လိုင်းတွေကြောင့်ဓာတ်ရိုက်ပဲလွင့်ထွက်သွားခဲ့ရပါတယ်အဲ့ဒီတော့မှပဲအမျိုးသမီးလေးကသူမငားထားတဲ့တက်တော်စောင့်တစ်ဟာဘလောက်တောင်စွမ်းလဲဆိုတာကိုသဘောပေါက်သွားတာပါတကယ်တော့ဒီလူငယ်လေးရဲ့မိသားစုတစ်ခုလုံးဟာအစွမ်းထက်တဲ့ကျင့်ကြံသူတွေဖြစ်ကြပြီးအပြင်ပန်းမှာတော့သူကတာမန်လူတစ်ယောက်လိုပဲဟန်ဆောင်နေခဲ့တာပါမနေ့ကတင်ရန်သူတွေကဒီမျိုးကိုရုတ်တရက်တိုက်ခိုက်ခဲ့ကြပြီးဒုံးကြီးပေါင်းတောင်းနဲ့ချီမျိုးပေါ်ကိုကြားရောက်လာခဲ့ပါတယ်အခုရှိနေတဲ့နည်းပညာတွေနဲ့ဆိုရင်အဲ့ဒီဒုံးကြီးတွေကိုတားဆီးဖို့လုံးဝမဖြစ်နိုင်ပါဘူးအဲ့ဒီအချိန်မှာပဲမြို့တော်ဝန်ကဂါထာရွတ်ပြီးအရာရှိတွေကိုသတိမေ့သွားအောင်လုပ်လိုက်ပါတယ်တကယ်တော့အဲ့ဒီမြို့တော်ဝန်ဟာဒီလူငယ်လေးရဲ့အမေဖြစ်ပြီးသူမကဒီဘေးအန္တရာယ်ကိုဖြေရှင်းဖို့တားဖြစ်သူကိုခိုင်းလိုက်တာပါလူငယ်လေးကသူ့ရဲ့တတိယမျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါအခြေအနေကတော်တော်လေးဆိုးရွားနေမှန်းသိလိုက်ရပါတယ်သူလည်းပြစ်ထားတာကြာပြီဖြစ်တဲ့သူ့ရဲ့ဓာတ်ကိုဆွဲပြီးအခင်းဖြစ်ရာကိုအမြန်ပြေးသွားပါတော့တယ်အရာရှိတွေပြန်လို့လာတဲ့အချိန်မှာဒုံးကြီးတွေကျဖို့စက္ကန့်ပိုင်းပဲလိုပါတော့တယ်ဒါပေမဲ့အရေးကြီးတဲ့အချိန်မှာပဲဒီလူငယ်လေးကဖန်သားပြင်ပေါ်မှာပေါ်လာပြီးသူ့ရဲ့ခေါင်းကိုရွှေနဂါးကြီးအဖြစ်ပြောင်းလဲကလက်ဖြောက်တစ်ချက်တီးလိုက်ပါတယ်အဲ့ဒီနဂါးကြီးကဒုံးကြီးအားလုံးကိုဝါမျိုးပစ်လိုက်ပြီးမြို့ကြီးကိုကဲတင်လိုက်နိုင်ပါတယ်အန်နီရကင်းသွားတော့သူကလက်လေးဝေ့ရမ်းပြီးအိမ်ကိုချက်ချင်းပြန်ရောက်သွားပါတယ်။ဒါပေမဲ့အနားမယူရသေးခင်မှာပဲသူ့အမေကဒီအမျိုးသမီးလေးအတွက်တက်တော်ဆောက်လုပ်ပေးဖို့တာဝန်အသစ်ထပ်ပေးလိုက်ပြန်ပါတယ်။အစပိုင်းမှာတော့အမျိုးသမီးလေးကသူ့ကိုအထင်သေးပြီးကားမောင်းထွက်သွားခဲ့ပေမဲ့လူငယ်လေးကလက်ဖြောက်တစ်ချက်တီးလိုက်ရုံနဲ့ကားအရှိန်ဟာလိတ်သွားသလောက်နှေးသွားခဲ့ပါတယ်။ဒီလိုနဲ့အစောပိုင်းကမြင်ခဲ့ရတဲ့လူမိုက်တွေနဲ့တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာတော့အမျိုးသမီးလေးကသူ့ကိုအထင်ကြီးလေးစားသွားပြီးအိမ်ကိုခေါ်သွားပါတယ်။ဒါပေမဲ့သူမရဲ့မိဘတွေကတော့သူဟာတက်တော်ဆောက်တစ်ယောက်ပဲဆိုတာသိသွားတဲ့အခါမျက်နှာပြက်ပြီးနှင်ထုတ်ဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့လူငယ်လေးကလှုပ်ကြံတက်ဖြတ်မဲ့သူတွေလာနေတာကိုသိလိုက်လို့အိမ်ကနေမထွက်ဘဲနေခဲ့ပါတယ်။နောက်ဆုံးတော့မိဘတွေကမတက်တာပဲသူ့ကိုပစ္စည်းတို့လောင်ခန်းထဲမှာပဲနေခိုင်းလိုက်ရပါတယ်။အမျိုးသမီးလေးပြန်လို့လာတဲ့အခါမှာတော့သူ့မိသားစုတစ်ခုလုံးအခြေခံထားရတာကိုတွေးလိုက်ရပြီးအဲ့ဒီတော့မှပဲလူငယ်လေးပြောခဲ့တာတွေကိုယုံကြည်သွားကြပါတယ်အခုတော့လူမိုက်တွေဟာသူတို့စီကိုတဖြည်းဖြည်းချင်းချင်းကပ်လာနေပါပြီသူတို့တွေအကူအညီတောင်းပြီးအော်ဟစ်နေကြတဲ့အချိန်နောက်တစ်စက္ကန့်မှာပဲသူတို့ရှေ့မှာဘယ်ကမှမသိတဲ့ဓာတ်တလက်ရုတ်တရက်ပေါ်လာပါတော့တယ်